နောက်ခါကျရင်တော်ရလိုက်သွားတယ်အလုပ်ကောလုပ်လာမေးတဲ့သူတွေနော်ကြည့်ထားလိုက်ကြည့်ထားလိုက်အလုပ်တွေကတော့ကျယ်လောက်တာများစားမှများလုံနိုင်မှာအဲ့မှာဟုတ်အဲ့ကွာမင်းရဟင်းကောင်းကိုအဲ့မှာဒီကမကြီးရဲ့ချင်းရဲ့ဘဲချမ်းရဲ့ဟိုမှာချမောင်ကျက်ငရုတ်တီးကြော်ဒီတော့ပါပဲစပါးရဲ့ဝါလေယာမီစီတော့လေခေါလာတော့ခင်တချင်းလေးနဲ့ကြိုးမလို့ပြူရိုးလေဆင်းချင်းတဲ့နေတွေကိုင်းလို့ကျေးလက်ထာနီကိုလွမ်းလာပါပြီဆိုလေတရင်ပြီးလို့နောက်ထပ်လေကိုသွားနေရတာဗောနော်မအောက်လေမိုင်နော်နန်းသားလေးမိုက်ကဘာပေါ်မှာဘာတွေဖြစ်ပြနေလဲဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်ဒီဒေါ်တွေကိုလက်စားလိုက်ခဲ့ပေါ့နော်ဒါတော့ကဘာပေါ်မှာဖြစ်နေတဲ့အကြောင်းတွေမဟုတ်ပါဘူးရွာတွေအကြောင်းတွေပြောကြတာပေါ့ရွာတွေအကြောင်းပြောကြမရှိဆိုရင်ကိုချင်းချင်းပြန်ပြီးတော့ပြောကြတယ်ဘယ်လောက်နေပူဘယ်လောက်ပင်ပန်းမောလည်းမမောနိုင်ဘူးပင်လည်းမပင်ပန်းနိုင်ဘူးရေလာမောလာနေပေါ့နော်အတင်းပြောရတာမောရောပေါ့နော်အမတမရသည်စားနေလေးစားလိုက်ပါအောင်အမလေးဘလူးတင်နေစားငါတော့ယုံဆိုးလောက်အသားရလဲမိုးချုပ်လိမဲလေးပဲသမီးစားကောရင်ပြီးတာပဲလောက်ကောလောက်လာတော့မေးရလို့နော်အခုမှထိုင်တာစောနာအရင်မှထိုင်နေရသူကဟုတ်မဲ့စိတ်ဆိုးလို့သွားပြီးဖြည့်ရှင်းပေးနေရတယ်လေညာတော့လိုင်းပြက်တဲ့ဟာပြောလိုက်ပါပဲညာလိုင်းပြခင်ပြက်တော့ရွာမှာဘေချင်းမကိုသုံးစာများလိုင်းကအေးအဲ့ဟိုလိုင်းမတက်လို့ရဒီမှာလဲချင်းတိုင်းလဲရာချင်းတိုင်းရာလုံနေရပဲပြရတယ်အဲ့မဲ့နှခမ်းမလို့ရိတ်ချိန်မရအလုံးမချက်ဘူးရှုပ်တယ်လူကိုကြည့်ဘာမှတန်ရှင်းမလုပ်နိုင်ဘူးတန်ရှင်းရဘာလို့မအေးကြမှာချောင်းနဲ့သွားပြီးရေကိုစားပေါ့ရိတ်ထားပြီးတော့မို့ငမင်းဒီကမှာငမင်းတကွက်လာလောက်ပါအောင်အတောင်ရောင်ဝင်ချင်းတချင်းလေးနဲ့တကွက်လောက်ကပါအောင်လောက်ပါအောင်မကရလဲကမယ်သွားလုံးကတော့သူကမှာတဲ့သူကနည်းနည်းအာကုန်သွားပြီတဲ့အာကုန်သွားပြီကလာနေဘူးနာဆိုလာဝင်မှုနဲ့တူတယ်ဒီဟာဗာမြဲလဲတိတဲ့သူဆရာကြီးပဲပေါ့နော်ဆရာကြီးပဲဆိုတာထက်တကယ်တော်သူတောင်းတာစစ်တယ်ပေါ့ဆရာမကြီးလားပြောကြည့်ပါဦး